Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချို TV မှာ channel နေတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့် tutorial ကြတော့ Google ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Notebook LM ဆိုတဲ့ AI tools တစ်ခုအကြောင်းပဲဖြစ်ပါတယ် Notebook LM ဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းသားတွေဆရာဆရာမတွေသူတည်တည်တွေအတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတဲ့ AI tools တစ်ခုပဲဖြစ်ပါတယ် Notebook AI မှာအဓိကသုံးများတဲ့ studio တဲ့ tool တစ်ခုကကြတော့ audio overview ဆိုတဲ့ကျွန်တော်တို့ podcast နဲ့ပြန်နှားထောင်တဲ့ tools တစ်ခုပဲဖြစ်ပါတယ်အဲ့ခါကျတော့ဒီနေ့ကျွန်တော်ဒီ video မှာ Notebook LM ကိုသုံးပြီးတော့ဘယ်လိုမျိုးကျွန်တော်တို့ podcast တွေကိုဖန်တီးမလဲဘယ်လိုမျိုး research လုပ်မယ်ဆိုတာကိုကျွန်တော်တစ်စစ်ချင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး Google Chrome နဲ့တွားပြီးလို့ရှိရင် Notebook LM ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ရှာလိုက်မှာဖြစ်ပါတယ်ဒီနေရာမှာ notebooklm.google.com ဆိုတာလည်းဝင်လိုက်ပါမယ် notebooklm.google.com နဲ့ကိုရောက်သွားလို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာ try notebook LM ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ် try notebook LM ကိုနှိပ်မယ်ဆိုလို့ရှိရင် welcome to notebook LM ဆိုပြီးတော့ဒီလေးထောက်ကွက်လေးမှာမှတ်ချက်ပေးပြီးလို့ရှိရင် okay ကိုနှိပ်ပါမယ် okay ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော် Gmail နဲ့ချိန်ပြီးသားဖြစ်သွားပြီဖြစ်ပါတယ်ဒီမှာ create new notebook ဆိုတာလေးကိုတွေ့မှာဖြစ်ပါတယ်အဲ့ create new notebook ကိုနှိပ်ရင်ဒါမှမဟုတ်လို့ရှိရင်ဒီဘက်မှာ create new ဆိုတာလေးကိုနှိပ်လို့ရပါတယ်အဲ့ခါကျတော့ create new notebook ကိုနှိပ်ပါမယ် create new notebook ကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ AI မှာသုံးမဲ့ upload တင်မဲ့ကျွန်တော်တို့ရဲ့ PDF file တွေ website တွေ YouTube video တွေကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့ခါကျတော့ပထမဆုံးကျွန်တော် upload လုပ်မဲ့ file ကိုကျွန်တော်တို့ computer ထဲက file ဖြစ်စေဒါမှမဟုတ်လို့ရှိရင်ကျွန်တော် website ထဲကနေဖြစ်စေ drive ထဲဖြစ်စေကျွန်တော်ထည့်ပေးလို့ရတာဖြစ်ပါတယ်အဲ့ခါကျတော့ website ထဲကနေပြီးတော့ website ထဲနေထည့်ဖို့အတွက်ဆိုလို့ရှိရင် website ထဲသွားပြီးလို့ရှိရင် link တစ်ခုကိုသွားယူရမှာဖြစ်ပါတယ်အဲ့ခါကျတော့ဒီနေရာမှာကျွန်တော် wiki ထဲသွားလိုက်ပါမယ် Wikipedia ထဲသွားပြီးလို့ရှိရင် Notebook LM နဲ့ပတ်သက်ပြီးတော့ Wikipedia ထဲက Notebook LM ကို copy သွားကူးလိုက်ပါမယ် copy ကူးပြီးလို့ရှိရင်ဒီမှာကျွန်တော် website ကိုထပ် link ကိုထပ်ပါမယ် install လုပ်ပါမယ်နောက်တစ်ခုကကြတော့ကျွန်တော် YouTube ကနေပြီးတော့ Notebook LM နဲ့ပတ်သက်ပြီးတော့ Imagine being able to build an app with your name on it, just by thinking of Notebook LM နဲ့ပတ်သက်တဲ့ video file တစ်ခုကို copy ကူးပါမယ် add source ဆိုတာမှာနှိပ်ပြီးလို့ရှိရင်ဒီမှာ website ဆိုတဲ့ဟာနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာ YouTube link ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့လိုချင်တဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီနေရာမှာ add source ကနေပြီးတော့ထည့်ပေးလို့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဘယ်လိုသုံးမလဲဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့ studio ထဲမှာကျွန်တော်တို့ audio overview video overview mind map report flashcard quiz နဲ့ infographic site deck ဆိုပြီးတော့tool 8မျိုးရှိပါတယ်အဲ့ဒီ tool 8မျိုးမှာ audio overview ဆိုလို့ရှိရင်ကျွန်တော်တို့စာ file နေနဲ့ podcast နေနဲ့နားထောင်လို့ရတာဖြစ်ပါတယ်အခုကျွန်တော်ထည့်ထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးလို့ရှိရင် audio overview ဆိုပြီးလို့ရှိရင်ဒီနေရာလေးကို setting လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ format ၄မျိုးနဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် brief နဲ့ဖြစ်နေထုတ်မယ်ဆိုလို့ရှိရင် language ကိုရွေးလို့ရပါတယ် language ကကြတော့ကျွန်တော်မြန်မာအတန်နဲ့သုံးမယ်ဆိုလို့ရှိရင်လည်းမြန်မာအတန်နဲ့သုံးလိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် generate လုပ်ပါမယ်ခုဆိုလို့ရှိရင် generate လုပ်နေပါပြီနောက်ပြီးလို့ရှိရင်ဒီနေရာမှာ chat box မှာကြတော့ကျွန်တော်တို့ Gemini သုံးလို့မျိုးဒီနေရာမှာကျွန်တော်တို့သူ့ကိုကျွန်တော်တို့ပေးထားတဲ့ source ကနေပြီးတော့အချက်လက်တွေကို summarize လုပ်ပြီးတော့မေးလို့ရပါတယ် Notebook LM အကြောင်းကျွန်တော်ထည့်ထားတဲ့အခါကျတော့ Notebook LM
သူကရိုးကျွန်တော်တို့ Gemini တို့ AI တို့နဲ့ကွာတဲ့အချက်ကြတော့ Gemini တို့ရိုး AI တို့ကြတော့ကျွန်တော်တို့ website မှာရှိတယ်ကျွန်တော်တို့ internet ပေါ်မှာရှိတဲ့အချက်လက်တွေအကုန်လုံးနေပြီးတော့ယူပြီးလို့ရှိရင်ကျွန်တော်တို့ကို reply ပြန်ပေးနေတာဖြစ်ပါတယ်ဒီမှာကြတော့ကျွန်တော်တို့ပေးထားတဲ့စုစနေပြီးတော့တိတက်ကိုယူပြီးတော့ကျွန်တော်တို့ ਨੇ AI ကိုမေးလို့ရပါတယ်အဲ့ခါကျတော့ data တွေကဆိုလို့ရှိရင် data တွေကဆိုလို့ရှိရင်ကျွန်တော်တို့ပေးထားတဲ့ data တွေကနေပြီးတော့ summarize လုပ်ပြီးလို့ရှိရင်မေးခွန်းနဲ့အဖြေကိုသူ့စီမှာပြန်ပြီးတော့မေးခွန်းအဖြေပြန်မေးလို့ရတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒီလိုမျိုး chatbot ပေးထားတယ်ကျွန်တော်တို့ audio overview ပေးထားတယ်အခုဆိုလို့ရှိရင် generate လုပ်နေပါတယ်နောက်ပြီးလို့ရှိရင်ဒီနေရာမှာ infographic ဆိုတာလေးကကျွန်တော်တို့ဒီမှာ language ကို infographic ထဲကနေပြီးတော့ကျွန်တော်မြန်မာလိုပဲရွေးလိုက်ပါမယ်ဒီမှာ landscape ရယ် portrait ရယ် square ရယ်ဆိုတဲ့ရှိပါတယ် landscape ပဲရွေးပါမယ်ပြီးလို့ရှိရင် generate လုပ်ခိုင်းပါမယ်ဒီ tools ရှင်းမျိုးထဲနေပြီးတော့ကျွန်တော်တို့သုံးပြီးလို့ရှိရင် podcast ဖြစ်နေတော့လည်းကောင်း video ဖြစ်နေတော့လည်းကောင်းကျွန်တော်တို့ mind map ဖြစ်နေတော့လည်းကောင်း post ဖြစ်နေတော့လည်းကောင်း quiz ဖြစ်နေတော့လည်းကောင်းကျွန်တော်တို့ပေးထားတဲ့အချက်လက်ပေါ်မူတည်ပြီးလို့ရှိရင် Google Notebook LM နေပြီးတော့ကျွန်တော်တို့ကို data တွေကိုပြန်ပြီးတော့ summarize လုပ်ပေးတာဖြစ်စေမေကွန်နဲ့အဖြေပုံစံလုပ်ပေးတာဖြစ်စေ mind map ဖြစ်နေလုပ်ပေးတာဖြစ်စေ podcast ဖြစ်နေလုပ်ပေးတာဖြစ်စေသူကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဟာတွေကိုထုတ်ပေးလို့ရတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ Notebook LM ကိုကျွန်တော်တို့ရဲ့ mobile version မှာဆိုလို့ရှိရင် Play Store ထဲကနေပြီးတော့ download ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့သွားသုံးလို့ရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာသွားသုံးမယ်ဆိုလို့ရှိရင်သူ့မှာကြတော့ကျွန်တော်တို့ကွန်ပျူတာမှာသုံးသလိုမျိုးပါပဲ Notebook LM ကိုကျွန်တော်တို့ဖုန်းထဲကနေ mobile phone ကနေတစ်စစ်သွားသုံးလို့ရမှာဖြစ်ပါတယ်သူ့မှာလည်း PDF file တွေ audio file တွေ image တွေ website တွေ YouTube တွေကိုကိုထက်ချင်တဲ့ data source တွေကိုဒီထဲကိုထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ output ဖြစ်နေဒီလိုမျိုး AI ကနေထုတ်ပေးတဲ့ summarize လုပ်ထားတဲ့ကျွန်တော်တို့ chatbot ကနေတစ်စက်ပြန်မေးလို့ရပါတယ် computer version နဲ့ phone version ကဘာကွာလဲဆိုလို့ရှိရင် studio မှာကြတော့ mobile version မှာဆိုလို့ရှိရင်တော့2ကကျွန်တော်တို့5မျိုးပဲရှိပါတယ်ဒီမှာကြတော့ web version မှာကြတော့10မျိုးရှိပါတယ်ဆိုတဲ့အခါကျတော့အခု generate လုပ်နေတာကိုနည်းနည်းစောင့်အောင်မှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်အရင်ကလုပ်ထားတဲ့ဟာနဲ့တခုပြပေးမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ရဲ့ source တွေကိုကျွန်တော်တို့ computer ရဲ့ကျွန်တော်တို့ရဲ့ notebook LM တက်ကိုကျွန်တော်တို့သိချင်တဲ့ data တွေအချက်လက်တွေကို video file နဲ့တော်လကောင်ဒါမှမဟုတ်လို့ရှိရင် website တော်လကောင် PDF file နဲ့တော်လကောင် insert ထည့်ပေးလိုက်လို့ရှိရင်ဒီလိုမျိုး podcast ပင်နဲ့ထွက်လာမှာဖြစ်ပါတယ် podcast ပင်နဲ့ထွက်လာလို့ရှိရင်ဘယ်မှာအတန်နဲ့နားထောင်လို့ရပါတယ်ဒီနေ့ပြောပြမှာကတော့ Google ရဲ့ AI note taking tool တစ်ခုဖြစ်တဲ့ Notebook LM ကြောင်းအတူချူလေးပါ Notebook LM ဆိုတာလေ Google သူက podcast ဖြစ်နေကျွန်တော်တို့ရဲ့ထပ်ပေးထားတဲ့ data တွေပေါ်မှာမူတည်ပြီးလို့ရှိရင် podcast ဖြစ်နေကျွန်တော်တို့ပြန်ပြီးတော့ summarize လုပ်ထားတဲ့ data တွေကိုပြန်နားထောင်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီနေရာမှာ mind map ဆိုလို့ရှိရင်ဒီလိုမျိုး mind map ဖြစ်နေသူကကျွန်တော်တို့ရဲ့ data တွေမှာမူတည်ပြီးလို့ရှိရင်ဒီလိုမျိုး mind map ဖြစ်နေလဲတော့ကြည့်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာကျွန်တော်တို့ report ဖြစ်နေလဲဒီလိုမျိုးသူကနေပြီးတော့ကျွန်တော်တို့ထည့်ထားတဲ့အချက်လက်ပေါ်မူတည်ပြီးလို့ရှိရင်မေကွန်နဲ့အဖြေဖြစ်နေပုံစံဖြစ်နေကျွန်တော်တို့ကိုထုတ်ပေးတာဖြစ်ပါတယ် infographic ဖြစ်နေထုတ်ထားတာကိုကျွန်တော်ထုတ်ပြပါမယ်ဒီလိုမျိုးကျွန်တော်တို့ graphic ပုံနဲ့ကျွန်တော်တို့ design နဲ့ graphic design ပုံနဲ့လည်း AI နေပြီးတော့ဒီလိုမျိုးထုတ်ပေးလို့ရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ notebook LM မှာရှိတဲ့ studio မှာရှိတဲ့ကျွန်တော်တို့ရဲ့ tool ရှင်းမျိုးကိုသုံးပြီးလို့ရှိရင်ကျောင်းသားတွေသူတည်တည်တွေအထူးသဖြင့်ကျွန်တော်တို့တခုခုကိုလေ့လာလိုက်စားနေတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ဗမာအတန်နဲ့တော်လကောင် video overview ဖြစ်နေတော်လကောင်ကျွန်တော်တို့
ရဲ့အချက်လက်တွေကို Noble LM တဲ့ထည့်ပြီးလို့ရှိရင် summarize လုပ်တာဖြစ်စေ analyze လုပ်တာဖြစ်စေကျွန်တော်တို့လုပ်ပြီးလို့ရှိရင်ပြန်ပြီးတော့နားထောင်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်မေကွန်နဲ့အဖြေပုံစံနဲ့ကျွန်တော်ပြန်ကြည့်လို့ရပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ Noble LM ကိုဒီလိုမျိုးသုံးမယ်ဆိုလို့ရှိရင်ကျောင်းသူကျောင်းသားတွေအတွက်ရောကျွန်တော်တို့ analyzer တွေအတွက်ပါသုံးဝင်တဲ့ tools တစ်ခုဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်